တခါတော့ငါဆိုဖီဆိုတဲ့ကောင်မလေးတရားအိမ်မောကြနေခဲ့ပါတယ်။ညကနေမနေ့ရောက်သွားတဲ့အထီးပေါ့။ဒါနဲ့ဆိုဖီဆိုတဲ့သူကလည်းနိုးထလာခဲ့တာပေါ့။အဲ့ဒီချိန်မှာပဲသူလို့ရမယ်တာဝန်တွေကိုစလုပ်ပါတော့တယ်။ဟာငါဒီနေ့တော့မျက်နှာတော့တက်ရအောင်မယ်အေးရေငါတို့ရေရတဲ့နေရာနဲ့ဝေးပါရဲ့ဆိုမှပဲငါဒီနေ့လေးကကားလေးနဲ့ပဲသွားတာကောင်းပါတယ်အေးတခါတည်းရေချိုးခဲ့ရင်ကောင်းပါတယ်ဝေးစားလေးရွေးလိုက်ပါအောင်မယ်ဒါနဲ့ဆိုဖီလည်းဝေးစားရွေးဖို့အတွက်တွားလိုက်ပါတော့တယ်ဟာငါဝေးစားရွေးမယ်ဘယ်ဝေးစားလေးဝေးရင်ကောင်းပါလဲအော်မင်းနေတာအเจ้าဝေးစားပဲဝေးရမှာပဲเจ้าဝေးစားလေးထုတ်ပြီးတော့ယူသွားတော့မယ်ဒီကြာမှာခွက်ငါတို့ကြောက်တော့ဒီတစ်ပိုင်းပြတ်မှတော့ရတော့မယ်ဒီတစ်ပိုင်းကပြတ်ရောပြတ်လို့ရလားတော့မသိပါဘူးဟာဒီနေ့နိုင်တော့ရှိသွားတယ်လည်းမသိပါဘူးကဲငါဒီလိုငေးနေလို့မဖြစ်ဘူးတော့ကြာနေကျောင်းနောက်ကျမှတေးကြတယ်ဟဲ့ကဲရောက်ပြီဆိုဆင်းလိုက်ပါလုံရောလုံပါကလားအေးမလုံဘူးလို့ငါထင်တာပါပဲရေခက်ချိုးမှဒါမှမဟုတ်လေဒီကနေပဲချိုးလိုက်ပဲလေဒါနဲ့ဆိုဖီလည်းရေစချိုးပါတော့တယ်ကဲဝီစားယူလာလဲအပူပဲဘာမှလည်းလုံးလို့မရအောင်ဒီမှာဝီစားလဲဖို့ကလည်းလုံးလုံးကြုံမရှိတော့ကိုယ့်အိမ်မှာပဲကိုလဲရပဲကောင်းပါပဲဒါပေမဲ့ဆိုဖီယာလေးဟာတခြားလူသားတွေနဲ့မတူပါဘူးသူ့မှာအမတ်သားဆိုလို့ဘဲမျက်လုံးကတခြားသူတွေနဲ့မတူပါဘူးသူ့မှာမော်ဆွမ်းလည်းရှိပါတယ်ဟဲ့ငါသွားတော့မယ်လကားပဲကဲကောက်အင်းရှိပဲရထားလို့တော့မယ်မဟုတ်လဲငါကြောင်းသွားတော့မှာဆိုတော့မြန်ပြေးမှပဲဟုတ်မတကယ်ကြီးရူမီယာလည်းမလာသေးဘူးလားမသိဘူးကိုပြန်ထားလိုက်ပါဦးမင်းကဲဝီစားလဲဝီပြီးဆိုဟင်းချက်ဖို့ပဲလိုတော့တယ်ဟင်းချက်ပြရနဲ့ငါတော့လစ်တော့မယ်နည်းတော့လုံးတယ်ဖေးနည်းနည်းထက်ဖြေဟိုနားလေးမှာဝိုင်းပြင်လိုက်တော့မယ်ဆိုဖီလေးဟာဟေ့ဟာနောက်ကျလို့ကျောင်းနောက်ကျနေလို့ပဲနည်းနည်းတော့ပြာနေပါတယ်ရှင်โอเคငါလောက်တာရတော့မယ်ဘိုင်းလုံနေပြီးမှမို့မြင်မြန်လောက်လုံးပါပဲအေးဖက်တော့ကြော်လဲကိုချိန်လုံးမရနိုင်ဘူးအမလီငါမောသွားရေချီရောက်ဒီမှာတုံးနေပြီမြင်မြန်တော့မရမြင်မြန်စားဟေးမြင်မြန်စားငါဒီလိုမျိုးမြင်မြန်စားမရမယ်သူကစားပေးတာနဲ့ကျောင်းအတွက်မုတ်စားစင်းချိန်နေ့လည်ကြရင်သူကစားစရာယူနေပါတယ်ရှင်ယူဟာဟဲငါမြင်သွားတော့မယ်နေလဲပူနေပြီငါဆရာချင်းတော့ပြီးပြီနေမှာအေးကဲပြီးပြီဆိုတော့လည်းငါမြင်ပြေးမှာပဲသူများရတော့မှပြင်းနေတော့ရက်နေပြီပဲသူတယောက်တည်းဘာတွေယူတော့မှုထုံဖြစ်နေမနေ့စောစောစီ
ဆိုဖီယာသူ့ဆရာမရိုက်မှာဆိုလို့သူကနောက်ချနေပါလေတော်တွင်းတဲ့ထဲကိုယောက်ျားလေးရောမိန်းကလေးရောထွက်လာပါလားဘလို့ဟာတွေပါလဲကဲငါတို့နှစ်ချိန်စလုံးလွတ်သွားပြီစာရီမမြရေးဦးမဟေးငါမြမြရေးမှပဲတော်ကြနေငါဘဲလက်ကမကားလိုက်ရပဲနေလဲမယ်ဟာမြမြလို့ဆိုဖီယာလေးဟာသူကသူ့တငယ်ချင်းနေစီကနေစောင်းမငားပဲနဲ့သူ့ဘာသူအမြဲကြားမြင်အာရုံနဲ့ပဲစာအုပ်ရေးနေခဲ့ပါတယ်သူတော်တော်ထွက်တဲ့ချိန်ကျရင်သူ့မော်စွမ်းရည်တို့ထုတ်သုံးလေးရှိပါတယ်ဟာဒီစာကြတဲ့ပြီးလာမပြီးတာကိုငါစိတ်ကမြင်ရေးမှာပဲသူမြိုက်တော့မူစားချင်းစီးနေပြီတော်ပါရင်ငါလည်းမူစားရှင်းကျင်နေပြီဆိုဖီယာလောနဲ့သူ့ကိုကာကိုလာချွေတော့မှအရသာခံပြီးမတောက်နိုင်ဘူးဖြစ်နေပါတယ်ငါတယောက်တည်းတောက်နေရတာကြံခဲ့ပြီသူများတွေကတော့သွားနေပြီကဲငါသွားရတော့မှဖြစ်မယ်သူတို့ရေဘေးတောင်ရောက်သွားပါလေအေးငါလည်းငါနဲ့တော့တွေ့ရောငါတို့ရထိမနိုင်တော့ဘူးနော်ရော့နောက်ထပ်တစ်ခေါက်ရော့ရင်မတေးစမ်းအနမ်းမရှိရသူအကုန်လုံးငါဒေါသထွက်နေချိန်လာတဲ့သူကကုံသေးမဲ့သူတွေကြည့်ပဲနော်ရော့ရင်ငါအကြောင်းမတီးတဲ့သူတွေအကုန်လုံးငါအကြောင်းတွေပြမယ်ဆိုဖီယာလည်းသူ့အတီးစိတ်နဲ့သူပြန်ငိမ်လာခဲ့ပါတယ်ငါစိတ်ကိုမထိန်နဲ့လို့ဘာတွေလုံးမိသွားရလဲမသိဘူးဟာတော်ပြီစမတက်တော့ငါကြောက်ပြန်အင်ကိုပဲပြန်တော့မယ်ကြောက်မနေရတာအရန်ကိုပြင်းစရာကောင်းတာပဲဘယ်သူမှလည်းမရှိဘူးငါ့အိမ်မှာငါနေတာပဲငါတငယ်ချင်းတွေကိုဖုန်းလက်ဆက်ပြီးခေါ်လိုက်ရင်ပြီးနေတယ်လကားဟာမဲမသိဘူးတော့ငါတငယ်ချင်းနဲ့ဒီနေ့ဟုတ်တယ်ငါတငယ်ချင်းရူမီမလာဘူးအမလို့ငါလည်းစကောက်တဲ့ဟာတွေနဲ့လာတိုးနေပါလားရူမီနဲ့ရူဘီမားရတယ်လို့အေးအကားဒီမေဒီငါစိတ်မိမကောင်းဒေါသထွက်နေချင်းတယောက်ပေါ်လာရင်ငါတို့မရတော့โอเคသွားပြီတကယ်ကြီးအိမ်တော့ခေါ်ရင်ကောင်းမလားအမလေးဟုတ်ကဲ့ငါတကယ်ကြီးအိမ်တော့ခေါ်တော့အကောင်းဆုံးပါပဲဟာလေရေဦးဆုံးငါအိမ်ပြန်ပြီးဝေစားလေးပါလေလဲလိုက်စိတ်ကမရှိတော့ဘူးနော်လေမြဲရမယ့်စိတ်ကငါဒေါသလည်းတစ်ချိန်မှမပြေမှလည်းမသိမြဲတဲ့ဒေါသထွက်နေတယ်ကြီးပဲရော့အေးဆိုဖီလည်းမောလို့တပြင်းချလိုက်ပါတယ်ဟာငါတငယ်ချင်းဖုန်းဆက်ရင်ကောင်းမလားငါဘာလို့ရင်ကောင်းမလဲငါပေါ်ကောင်းတဲ့တငယ်ချင်းကိုပေါင်းနေရမယ်ငါပေါ်ကောင်းတဲ့တငယ်ချင်းဆို2ယောက်တောင်ရှိရပဲလေတယောက်ကယောက်ျားလေးတယောက်ကမိန်းကလေးပဲတော်ပါကြီးယောက်ျားလေးနဲ့ကြာတမျိုးထင်တော့လေပဲမိန်းကလေးပဲတော့ခေါ်ပဲကောင်းပါတယ်တရက်2ရက်လေးကြာရင်ငါရဲ့ဖေနဲ့မေစီတွားလေဦးမှာပဲကဲငါတကယ်ချင်းတွားတော့မယ်သူကဘယ်နားမှနေပါလဲသူကငါနဲ့နီးလေးပဲရှင်နာဆိုရောက်တော့ပဲโอเค
okay ရှေ့ဆိုရောက်ပြီကျွန်တော်ကတွေ့နေငါလည်းမဝေးဘူးကမွေးတော့လည်းပိုကောင်းတာပေါ့အေးဟဲ့ဘယ်ဘက်ကတကားပါပါလေဒီအေးငါလည်းကြော်ခွဝင်ခဲ့လိုက်ပြီဟိုလေတော့ငါသူ့ရဲ့လေးဝင်ဖို့ရေးကိုတစ်ပတ်ပတ်နေရအေးโอเคတော့ပြီဆိုဖီလည်းသူ့တငယ်ချင်းရူဘီအိမ်ကိုဝင်သွားပါတော့တယ်ရူဘီဒီတငယ်ချင်းပါဒီတငယ်ချင်းဆိုဖီလေးငါရောက်နေပြီဟဲ့ဆိုဖီနေဝင်ခဲ့လေဘာမှဖြစ်ပါဘူးအေးပါဝင်ခဲ့ပြီနော်ဟဲ့နင်ဒီမှာပါထိုင်လို့နေရလေဘာရဲ့ညာရဲ့ဖို့ဟဲ့ထိုင်မအောင်ထိုင်ပါပါဒီမှာတောက်စရာစားစရာဘာမှမရှိဘူးလားရှိတယ်ခဏလေးငါနဲ့ချပေးမယ်နော်တောက်လို့ကောင်းတယ်နော်ဟဲ့ဆိုဖီဘာတော့ဆိုဖီရဲ့နင်ကအိမ်ကိုလာတာဘာကိစ္စရှိလို့လဲဘာရဲ့မှလည်းမဟုတ်ပါဘူးအေးငါပြေးလို့လာတာဒါနဲ့နင်ကြောက်မသွားဘူးလားမသွားလို့နင်ရှိမှရှိနေရပေါ့အေးပါဟဲ့ဒါနင်ဖြောထားလားဝယ်ထားလားဘာလို့မင်းနေရလဲဆိုဖီရဲ့တောက်ကောင်းလို့ပါဟာအဲ့ဒါငါမေလဲရလို့ခေါ်တယ်အဲ့ချိန်မှာဆိုဖီလည်းမျက်လုံးပြူးသွားပါလေနိမေလဲရဟုတ်လားနိမေဘယ်ချိန်ရောက်တာလဲလို့ထင်လားငါမေရဲ့သမီးငါချက်တာဗောဟဲ့နေရလဲဒါလေးပြောမလို့ရေကိုရှေရှေဝေးဝေးတွေပြောနေသေးတယ်နေရအစ်ဆိုငါနည်းနည်းဆက်စုမယ်နော်ရစုဆက်စုလို့ရဒီပြားဘာကြီးလာနေလဲမသိဘူးကြောက်တော့နဲ့မရတော့ဘာတူကိုရေရတော့ကြည့်တယ်တော့ဘာမှမရှိဘူးဒါနဲ့စားလားဟုတ်တယ် Oh my god တည့်ရလိုက်တာဟဲ့ငါတော့နေချင်သွားပြီနေရအောင်နော်နေပါဘူးဟဲ့ဒါနဲ့ငါပြောမှကြည့်လိုက်ရေးစရာလေအေးဟဲ့ညီခေါ်တကားလေညီချော်လဲရဆိုအဲ့ဒါလေညီကိုပြေးတော့ရဆိုငါအဲ့ဒါညရီချင်းနေရညီကလေဟိုလဲညီကဟိုလဲရတော့ညီကလေအဲ့ဒါတွေဖြစ်တာဆိုငါရီချင်းတယ်နေရလဲအေးငါဒီလိုပဲဖြစ်နေကြအောင်နေရီချင်းတာလားမိပါနဲ့ခွဲနေကငါထလာတာကိုညပြည့်လဲလေကိုပိုင်စွမ်းရည်တွေရှိသေးတာ哦ငါလာပြောနေသေးတယ်အဲ့လောက်လည်းမဟုတ်ပါဘူးယူဘီရဲ့ဟဲ့ဒါနဲ့နင်းမျက်နှာလည်းမကောင်းပါလားအေးဟာငါမေကိုစိတ်ပူလို့ဟဲ့အေးဒါဆိုငါသွားပြီညနေလည်းမိုးချုပ်နေပြီဆိုတော့ငါအိမ်ပြန်ပြီနော်အေးကေယူဆိုင်ပြီးသွားနော်ဟဲ့ငါနင်းနောက်မှာနော်ရီကျင်လိုက်တာဟဲ့ကောင်မရဲ့အဲ့လောက်တောင်ဖြစ်ရသလားကွသူခမအဲ့လိုတောင်ဖြစ်နေရတော့တနာရှာဟုတ်လားတော်တော့မယ်ဟဲ့ဒီနေ့ကလေဘာလဲပြင်းစရာလည်းကောင်းတယ်လို့ပြောစရာလည်းကောင်းတယ်တော့ရှိချင်းစရာကြီးပါရဲ့ငါစကန်ချင်းစီတော့ပြင်းပြလိုက်တာလုံးမနေနဲ့ငါဒီမဲ့အိမ်ထဲကဟာတွေချက်ရအောင်မယ်လုပ်လိုက်ပါမယ်အေးအနည်းတော့ဒါနည်းနဲ့ပဲစားလိုက်တော့ပါမယ်ဒီနေ့ကရန်လေးပြောစရာကောင်းတယ်လို့ရန်လဲရည်စရာကောင်းတယ်ပြောရွှင်မှုလည်းကောင်းပါတယ်အေးကြောင်းတက်ရတာပဲပြင်းမှုကောင်းတာကဲငါလည်းအားရနေပြီဆိုတော့ဒါလေးစီးလိုက်ပါအောင်မယ်အမင်းနေတာငါနောက်ကအပင်လေးတွေမကြည့်ရသေးဘူးဟဲ့
မူပင်လေးတွေကလည်းစိမ့်နေရောပဲတခြားလေးစောင့်ရှောက်တော့မှတော့စိမ့်မှာပေါ့โอเคမနေ့ပြင်ကြရဒီပြောင်းမှုပင်တွေကိုမနေ့ပြင်ကြရပြောင်းမှုတီးတွေကိုခူးပြီးတော့ပြောင်းမှုကြုံထည့်ရမယ်โอเคဒန်းစီတော့မယ်ဟာအောက်ဆိုင်ဒီလည်းပေါ့လွတ်နေပြီအေးဘယ်သူမှမရှိတာကန်ကောင်းအိုက်တပုတ်ရိုက်မယ်ကျေးဇူးသူအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะနောက်ခါတင်ရင်လဲ YouTube နောက်ခါတင်ရင်လဲကြည့်လို့ရအောင်လို့ YouTube လေးကို YouTube channel လေးကို subscribe လေးနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲနှုတ်ဆက်ပါတယ်